ချစ်ကြော်စားဖို့ကိုင်းလိုက်တဲ့အခါလက်ပွားတာဒီနေ့ကတော့ပပန်းဟာတာမွေဥရှမ်းမှာရှိရဲ့စီတီကစုံကိုသွားဆောင်မှာပါဒီကစားကွင်းမှာတော့ကစားစရာတွေတိတ်မဆုံးပပန်းမောင်လေးတို့အရွယ်3နှစ်4နှစ်5နှစ်လောက်ကတော့ပိုပြီးတင့်တော်တယ်ရှော့အသေးတို့အကြီးတို့ရှိရဲ့အဲ့ဒီကစားကွင်းမှာတိတ်ပြီးဆော့စရာမရှိတော့ပပန်းပြန်လာရမယ်ပပန်းပိုက်စာလာတော့လော်တီရီယာမှာကြက်ကြော်နဲ့အာလူကြောင်ကြော်ဝယ်စားခဲ့သူ့ရဲ့အာလူကြောင်ကြော်လေးကလည်းစားလို့ကောင်းမှကောင်းပပန်းစစားလိုက်အောင်မ